ဂျပန် AV လောကရဲ့ဘယင်မှာသို့မဟုတ်နောက်ဝချင်းကိုကြည့်အားလုံးပဲမင်္ဂလာပါယနေ့ခေတ်မှာကမ္ဘာကျော်ရုပ်ရှင်တွေအောင်မြင်တဲ့ကဲ့သို့အပြာလောကလည်းလူကြိုက်များပြီးပြိတ္တအခိုင်မှာရရှိလာနေပါတယ်ထိုနည်းတူတရုတ်ဆောင်တွေကိုလည်းလူကြိုက်ပုံမှုများပြားလာနေတာတွေတွေ့ရပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာတော့ဂျပန် AV လောကရဲ့ဝိုင်းရင်တရုတ်ဆောင်နောက်အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အဆုံးထိကြည့်လိုက်ကြရအောင်သူမကို1990ဖေဖော်ဝါရီလ15ရက်ဂျပန်နိုင်ငံမှာမွေးခဲ့တာဖြစ်ပြီးနာမည်အပြည့်စုံမှာနောက်ဝချင်းကူကြီးလို့သိရပါတယ်သူမဟာလူကြီးကစားစရာပစ္စည်းများကို review လုပ်ပေးတဲ့အချိန်ပိုင်းအလုပ်မှာပါဝင်ရင်2018ခုနှစ်မှာစတင်ပြီးဒီလောကတွေကိုဝင်ရောက်လာခဲ့ကစက္ကပေါင်းများစွာရိုက်ကူးပြီးခဲ့ပြီး2022ခုနှစ်မှာတော့အပြာလောကကနေအနားယူကြောင်းပြောခဲ့ပြီးတနစ်ပြည့်ပြီးနောက်2023ခုနှစ်မှာပဲပြန်လည်ပြီးစက္ကဆက်လက်ရိုက်ကူးနေပြီဖြစ်ပါတယ်။သူမဟာစုပေါင်းများစွာရရှိပြီးဖြစ်တယ်လို့ဂျပန် AV လောကရဲ့ Oscar ဆုကဲ့သို့သော Diamond Awards မှာလည်းနှစ်စဉ်စံကာတင်ပါဝင်နေသူဖြစ်ပါတယ်။သူမရဲ့ပြောပြချက်အရ K-pop fan အကြီးစားဖြစ်ပြီး Super Junior အဖွဲ့ကသူမရဲ့အကြိုက်ဆုံးဖြစ်ကြောင်းသိရပါတယ်။သူမကိုယ်တိုင်လည်းကိုရီးယားနိုင်ငံမှာ fan page ကြီးသူတယောက်ဖြစ်နေပါတယ်။အချီးအိမ်တော်ကြီးများကိုထုတ်ဖော်ထားခြင်းမရှိတဲ့သူဖြစ်တယ်လို့ပိုင်ဆိုင်မှုတန်ဖိုးလည်းအတိအလင်းဖော်ပြထားခြင်းမရှိသူပါ။သူ့ပေမဲ့သူမရဲ့အောင်မြင်မှုကျူးစာအထုတ်မှုပရိသတ်အခိုင်မှာရရှိမှုကိုကြည့်ချင်းအပြင်ပမာဏများပြားနိုင်ကြောင်းခံမှန်းနိုင်ပါတယ်။ဒိုမြန်မာနိုင်ငံရဲ့မြို့သား80%လည်းနောက်ရဲ့ပရိသတ်ဖြစ်နေပြီဆိုတာငင်းဆိုလို့မရပါဘူး။မိတ်ဆွေကပါဝင်နေပြီလား။ပါနေတဲ့ဆိုကိုယ့်မိမှာပါဝင်လို့ရေးခဲ့ပြီးနောက်ဗီဒီယိုအတွက် channel လေးကို follow လုပ်ထားပြီးခဲ့ပါနော်။